အိမ်မက်တွေနိုးထလာတယ်အလုံးသက်တွယ်လမ်းသက်တစ်ခုဒီနေ့ကစ မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာတက်ကိုကြီးပေးရဆရာ စီအစွန်တီတလမ်ဂျီတာရှင် ဟောလာလိုက်တတရားငါလည်းတကယ်ထက်ခဗျာ ရှင်ကျေးဇူးတင်ရှင် အေးတော့ခဗျာ ရှင်စီအစွန်လောလာမေးစားရှင် ခဗျာမေးစားခဗျာရမီအခုကြီးပေးရမှာခဗျာ စီအစွန်အော်ရောဟမျိုးလူတွေအမြင်လောရမယ်ရှင် ဟောစီအဆောဟိုတော့စတဲ့ရင်တော့လာပိုက်တတာကိုရဆိုဘာမဲ့တော်ပြီးရဆိုတော့ဘာမဲ့ဆောထဲထဲတော့ပါဘောနော်စီအဆောလို့လို့ရမှာခဗျာ အော်အဲ့တဲ့ဆိုဝါပမင်းနာပိုင်းပါနာရှိကိုစီအစွန်အော်လောလို့အားလားရှင် လောလို့အားခဗျာအခုထိုင်းရဆိုရနာပမာဆိုရနာပူမတပေပြီးရဆိုပေါ့နော်အေမိုရစနေပရောတော့စီအဆောခုလောလောဆက်ကိုလောလို့အားခဗျာ စီအစွန်အော်လောဆိုဟန်နေမှာတော့ဝါရှင် ခဗျာစီအဆောပရောထဲမှာရောလာပြီးဆိုပေါ့နော်နပ်ပါတင်နေနာစီစကန်တော်နေမှာတော့ဝမ်းမယ်နပ်ပါနေနေနာအလောလောနေရမှာလဲတော့ဝမ်းမှာခဗျာလောလောနေရမှာစာဝဆတာအပြည့်စုံရှိနေရဆိုတော့လောသမခွေရတဲ့အပြေဝါရရှိမဲ့ခဗျာနပ်ပါ3နေနာခကြီးဝေးသွားရနေမှာလဲတော့ဝမ်းမယ်လာတော့လာနေမှာတော့ဝမ်းမှာခဗျာအလို့စစ်ပြေပါခဗျာနော် โอเคရှင်အဲ့တဲ့ဆိုစီအစွန်လောကဟဲဒီလူအားရှင် ခဗျာစီအဆောလို့ဘောနော်လို့အားစားကြောင့်ရှက်ကြမှာခဗျာ ရှင် ဝတ်မယ်ဆောက်ပါမှာခဗျာလာပွင့်နေပြီးဆောက်ပါဖေးပြီးဆိုတော့အကျိုးအကိုဖိုင်ရတာဆောက်ပါဖေးရမှာခဗျာဒါတဆောက်ပါလေးပေးရဆိုတော့ခဗျာဒါမှနော်ငွေကျဆောက်ပါလို့အားခဗျာနော်ငွေကျဆောက်ပါခဗျာငွေကျဆောက်ပါပေးရဆိုတော့အခုမြန်မာနိုင်ငံလာတဲ့ပဲကြောင့်မြန်မာဘောတက်လို့အားခဗျာဟုတ်ကဲ့ပါခဗျာပေးရဆိုတော့ဗောနော်အဲ့ဒါဆိုလို့အားခဗျာနော်အဲ့ဒါဆိုမှအရှင်နာမေတုလို့အားပါတယ်ခဗျာ ဆိုမဘဒပြောပြီးရှင်မဘဒနေဘနဲ့လောရမယ်ပလားရှင် အဆိုမှအဲ့ဒါဆိုရှိလားခဗျာ စီရရှင် ခဗျာအဲ့ဒါဆိုရှိရဆိုတော့စီအဆောလို့မလို့ရဲ့နာမည်အဲ့ဒါဆိုဒီမှာပါဆိုလို့ရပြီခဗျာ အပလားရှင်ကျေးဇူးတိုင်းလားရှင်ကျေးဇူးတိုင်းရှင် ရုပ်စီပေါဖတ်ပါတော့လားဆောက်ပေးလိုက်ခါကျရွှေစုံခဗျာ ကျေးဇူးတိုင်းရှင်အလုံးထဲမြတ်ဆန်မကန်တက်တာအာယုဖုကက်ပါ